ဒီဇက်ကားကတော့ရက်စလုခေါ်တဲ့ဂျိုတလုံးပေါ်မှာစတင်လာပါတယ်အဲ့ဒီဂျိုမှာနေထိုင်တဲ့အလင်းပြင်သားတွေကိုလည်းရက်စလုပဲခေါ်ကြပြီးသူတို့ဘဝမှာအရေးကြီးဆုံးအချက်တစ်ခုလေးကတော့ကိုဘလောက်အားကြီးလဲတိုက်ခိုက်နိုင်စွမ်းဘလောက်ရှိလဲဆိုတာပဲဖြစ်ပါတယ်ရက်စာဂျိုမှာအားအကောင်းဆုံးတိုက်ခိုက်မှုအကျွမ်းကျင်ဆုံးသူကသာလေးစားမှုအားလုံးကိုရရှိနိုင်ပါတယ်အားနည်းတဲ့ရက်စတွေကိုတော့ဒီဂျိုပေါ်မှာနေထိုင်ခွင့်တောင်မပေးပါဘူးတယောက်ယောက်ကိုအားနည်းတယ်လို့သိသွားတာနဲ့ချက်ချင်းတက်ပစ်ကြတဲ့အထိအလွန်ကြမ်းတမ်းတဲ့ကဘာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီလိုအားနည်းသူတယောက်ကတော့ deck ဆိုတဲ့ရက်ဆက်ပါ deck ကတောင်တန်းကြီးတွေလိုစောက်ထားတဲ့သူ့အိမ်ထဲကိုဝင်လိုက်ချင်းမှာပဲသူ့အကူကဓားကိုဆွဲပြီးသူ့ကိုစတင်တိုက်ခိုက်လာပါတယ်ဒါဟာမုန်းလို့လောက်တာမဟုတ်ပါဘူး deck ကိုအရန်ချစ်လို့ပဲဖြစ်ပါတယ်အားနည်းတဲ့အတွက်တခြားရက်စတွေကတတ်မပြစ်အောင် deck ကိုအားကြီးလာစေချင်လို့တိုက်ခိုက်လေ့ကျင့်ပေးနေတာပါသူတို့နှစ်ယောက်အချိန်တော်တော်ကြာအောင်တိုက်ခိုက်ကြပေမဲ့ deck ကတော့တစ်ချိန်တော့မနိုင်ပါဘူးအကူကလေ့ကျင့်မှုကိုပို့လို့ဖို့ပြောပေမဲ့ deck ကတော့မာနာကြီးစွာနဲ့ပြန်ပြောလိုက်ပါတယ်ငါလေ့ကျင့်စရာမလိုဘူးထင်တယ်ငါကအားကြီးပြီးသားပဲဒါပေမဲ့မင်းတို့နဲ့အဖေကငါစွမ်းအားကိုမမြင်နိုင်ကြတာပါငါဒီကဘာကြီးတစ်လုံးလုံးကိုတက်တည်ပြမယ်ကဘာထဲမှာအားပြင်းဆုံးအရာကိုတွားဖမ်းပြီးပြန်ယူလာမယ်အဖေနာမည်ကိုဒီဂျိုတစ်ခုလုံးမှာတောက်ပအောင်လုပ်ပေးမယ်အဲ့ဒီစကားကိုကြားပြီးအကိုကကဘာလုံးဆိုင်ရာမှာအားပြင်းဆုံးဟာ Callis Master ပဲအဲ့ဒါကိုတက်ဖို့မပြောနဲ့ဖမ်းဖို့တော့မဖြစ်နိုင်ဘူးမင်းတကယ်ပဲပြန်ယူလာနိုင်မလားလို့မေးပါတယ်ဓာတ်ကတော့မစင်စားမနေပဲစိန်ခေါ်မှုကိုချက်ချင်းလက်ခံလိုက်ပါတယ်အကိုကပါအဖေတောင်အဲ့ဒီလိုမလုပ်နိုင်ခဲ့ဘူးလို့တတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတက်ရဲ့အဖေကအိမ်ထဲကိုဝင်လာပါတယ်ဓာတ်ကိုမြင်လိုက်တာနဲ့အဖေရဲ့ဒေါသကထိမ့်မနိုင်အောင်ပောက်ကွဲသွားပြီးဒီကောင်ကိုချက်ချင်းတက်လိုက်ငါနာမည်ကိုအမဲဆက်တစ်ဆက်ပဲဖြစ်စေတယ်လို့အခြားသားကိုအမိန့်ပေးလိုက်ပါတယ်ဓာတ်ကအဖေအဲ့ဒီလိုမဟုတ်ပါဘူးတနေ့ကျရင်အားပြင်းဆုံးအရာတစ်ခုကိုငါပြန်ယူလာပြီးအဖေနာမည်ကိုတောက်ပအောင်လုပ်ပေးမယ်လို့ရှင်းပြပေးမယ်အဖေကတော့လုံးဝမယုံကြည်ပါဘူးဒေါသထွက်သွားတဲ့အဖေကဓာတ်ကိုလေဆာကျိုးနဲ့ချီလိုက်ပြီးဒီကောင်ကိုတက်လို့ထပ်ပြီးအမိန့်ပေးလိုက်ပါတယ်အကူကမလုတ်ချင်ပေမဲ့အဖေရဲ့စကားကိုမနာလိုက်နိုင်ပဲလေဆာဓာတ်ကိုဆွဲထုတ်ပါတယ်ဒါပေမဲ့သူကဓာတ်ကိုမတက်ပဲချီထားတဲ့ကျိုးတွေကိုဖျက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာကာသရင်ကအလိုလျောက်ဖွင့်ပြီးဓာတ်ကိုဆွဲယူကအထဲမှာပိတ်လိုက်ပါတယ်အဖေကဒီအရာကိုမြင်လိုက်တာနဲ့ပိုပြီးဒေါသထွက်သွားပြီးတားကြီးရဲ့လက်တစ်ဖက်ကိုဖျက်ပစ်လိုက်ပါတယ်ဒဏ်ရာရနေတဲ့လက်တစ်ဖက်နဲ့တောင်အကူကဓာတ်ကိုကူညီဖို့ကြိုးစားနေသေးပါပဲသူ့လက်ထဲမှာကင်ထားတဲ့အာကာသရင်ရီမို့ကိုအသုံးပြုပြီးဓာတ်ရဲ့ရင်ကိုခဲနဲ့ကြိုးစီပို့လိုက်ပါတယ်အဲ့ဒီနေရာမှာပဲ Callis Master ရှိမယ်လို့ယုံကြည်ထားတာပါအဲ့ဒီအချက်ကအကိုလည်းဓာတ်ကိုယုံကြည်နေသေးတယ်ဆိုတာကိုပြသပါတယ်ဓာတ်ကအဖေကအကိုကိုအနေရပြုမယ်ဆိုတာသိထားပေမဲ့ဒီလောက်ကြမ်းတမ်းမယ်လို့မထင်ခဲ့ပါဘူးဒေါသထိမ့်မနိုင်တဲ့အဖေကနောက်ဆုံးမှာတက်ရဲ့အကိုကိုတက်ပစ်လိုက်ပါတယ်တက်ခေကတော့အလွန်မင်းစိတ်ကြိုးကြည်သွားပါတယ်ဇက်ကွက်ကပြောင်းသွားပြီးတက်ခေကဂျင်းနာဂျိုကိုရောက်လာတာကိုတွေ့ရပါတယ်ဂျိုထဲဝင်လိုက်ချင်းမှာပဲဖီအားကြီးလွန်းလို့အာကာသရင်ရဲ့ပတင်းပေါက်တွေအကုန်လုံးပောက်ကွဲသွားပါတယ်ကိုကဲတင်ဖို့ဓာတ်ကကယ်ဆယ်ရေးကပ်ဆိုလ်ထဲကိုခုံဝင်ပြီးဂျင်းရဲ့တောအုပ်ကြီးတွေကိုပြုတ်ကျသွားပါတယ်ဓာတ်ကရက်ချက်ဖြစ်တဲ့အတွက်ကိုအားကြီးတယ်လို့ယုံကြည်ထားပါတယ်သူ့ဝတ်စုံတွင်းမှာလည်းတိုက်ခိုက်ရေးလက်နက်မျိုးစုံဖုံးကွယ်ထားပါတယ်ဒါပေမဲ့ကင်နာဂျိုကသူထင်ထားတာထက်အများကြီးအနေနဲ့ကြီးပြီးအပင်တွေတောင်မန်ဆတာတွေဖြစ်နေတာကိုမထင်ခဲ့ပါဘူးအပင်တွေကဓာတ်ကိုဝင်တိုက်ပြီးသူ့ဝတ်စုံတွေကလက်နက်တွေကိုဆွဲထုတ်ဖျက်ဆီးလိုက်ပါတယ်နောက်ပြီးအပင်ကြီးတွေကရှာကျိုးကြီးတွေနဲ့ဓာတ်ကိုဖမ်းကျင်ကြပါတယ်ဓာတ်ကလက်ထဲမှာကျန်နေတဲ့လေဆာဓာတ်တစ်လက်နဲ့သာအပင်ရှာကျိုးတွေကိုခက်ဖြက်ကရှေ့ကိုဆက်တိုးလာရပါတယ်လမ်းတစ်လျှောက်လုံးမှာလည်းအပင်မန်ဆတာတွေစက်တိုက်ဝင်တိုက်နေပါတယ်အခက်ခဲများစွာကြုံတွေ့ပြီးနောက်ဆုံးမှာဓာတ်ကတောအုပ်အပြင်ကိုထွက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူကဒဏ်ရာအပြင်းထန်ရနေပါပြီဓာတ်ကအရင်ဆုံးထိုင်ချပြီးကိုဒဏ်ရာကိုကိုပတ်တီးချီပါတယ်ပြီးတော့ထပ်မံခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ် Callis ဘယ်မှာရှိလဲဆိုတာကိုတော့မသိသေးပေမဲ့ရှေ့ကိုဆက်သွားဖို့ပဲဆုံးဖြတ်ထားပါတယ်ရှေ့ကိုဆက်သွားရင်ဓာတ်ကပတ်ဆက်ဖွင့်ပြီးလူကိုဝင်ကြိုက်တဲ့ပန်းပင်တွေကိုတွေ့ရပါတယ်အနီးကပ်တာနဲ့ချက်ချင်းဝင်တိုက်လာကြတဲ့အတွက်ဓာတ်ကဒီဂျိုမှာခြေလမ်းတိုင်းကိုအလွန်တတိထားရမယ်ဆိုတာကိုသဘောပေါက်သွားပါတော့တယ်။ဒီချိန်မှာပဲဓာတ်ကအနီးအနားတစ်ပင်ပေါ်မှာဆွဲကြိုးနဲ့ချိတ်ထားသလိုဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့သွားပါတယ်။သူမရဲ့နာမည်ကတော့ဖြစ်ပါတယ်။ဓာတ်ကဓာတ်ကိုခေါ်ပြီးမင်းဒီနေရာကလူမထင်ဘူးနော်ဒီကိုဘာလာလောက်တာလဲလို့မေးပါတယ်။ဓာတ်ကတော့ငါကရက်စာကြိုးကလာတာပါငါကရက်ဆက်တစ်ယောက်ဖြစ်ပြီး Callis Master ကိုတွားဖမ်းဖို့လာတာငါကအားပြင်းဆုံးဆိုတာကိုငါဂျိုကိုတက်တည်ပြခြင်းလို့ပြန်ပြောပါတယ်။ဓာတ်ကဓာတ်ကိုတတိပေးလိုက်ပါတယ်။မင်းဒီဂျိုကဘလောက်အန္တရာယ်ကြီးလဲဆိုတာမသိသေးဘူးထင်တယ်မင်းအခုရက်နေတဲ့ဒီတောကြီးကဒီဂျိုထဲမှာအန္တရာယ်အများဆုံးနေရာပဲဒီလိုနေရာမှာမင်းတယောက်တည်းနဲ့ရှင်တန်နိုင်မယ်လို့မထင်ဘူး။မင်းလိုချင်ရင်ငါကူညီပေးနိုင်တယ်ငါဒီနေရာကိုကောင်းကောင်းသိတယ်လို့ပြောပါတယ်။ဒါပေမဲ့ဓာတ်ကမာနာကြီးစွာနဲ့မလိုပါဘူးလို့ချက်ချင်းညင်းလိုက်ပါတယ်။အဲ့ဒီအခါသေးကစဉ်းစားကြည့်ပါဦးငါCallisစီသွားတဲ့လမ်းကြောင်းကိုသိတယ်လို့ပြောလိုက်တဲ့အခါဓာတ်ကစိတ်ပြောင်းသွားပြီးသားကိုတစ်ပင်ပေါ်ကနေချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဓာတ်ကအရေးကြီးတဲ့အချက်တစ်ခုကိုသိသွားပါတယ်ဓာတ်ကလူသားမဟုတ်ပါဘူးသူမကလူနဲ့ဆက်ကိုပေါင်းဆက်ထားတဲ့စိန်သက်တစ်ယောက်ဖြစ်ပါတယ်ဓာတ်ကဒါကိုသူ့ကြောပေါ်ထမ်းပြီးခီးဆက်တင်လိုက်ပါတယ်လမ်းလျှောက်လာရင်ဒီကဒီနေရာမှာနှစ်ကြာအောင်တယောက်တည်းပိတ်မိနေခဲ့ရတဲ့အကြောင်းကိုပြောပြနေပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲလေထဲမှာပြန်နိုင်တဲ့ဒရက်ဂွန်တစ်ကောင်ကဝင်တိုက်ပြီးဓာတ်ကိုတတိလစ်သွားအောင်လုပ်လိုက်ပါတယ်။ဓာတ်ကသူမရဲ့ဆက်လက်တွေကိုအသုံးပြုပြီးဒရက်ဂွန်ကိုတိုက်ခိုက်ကပြန်မောင်းထုတ်လိုက်ပါတယ်ပြီးတော့ဓာတ်ကိုတတိပြန်ရအောင်လုပ်ပြီးအခုဆိုရင်ငါမပါပဲမင်းဆက်သွားလို့မရဘူးဆိုတာယုံမီလားလို့ပြောပါတယ်။ဓာတ်ကတော့ဘာမှမပြောဘဲဓာတ်ကိုဆက်ပြီးကြောပေါ်ထမ်းထားလိုက်ပါတယ်ခီးဆက်လာရင်သူတို့ဟာသွေးစာတဲ့ငါးမှန်စတာတွေပြည့်နေတဲ့မြစ်တစင်းကိုဖျက်ရပါတယ်ဒါပေမဲ့ဓာတ်ကအဲ့ဒီငါးတွေကိုစိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိတဲ့အတွက်သူတို့နှစ်ယောက်အနေနဲ့မရှိဘဲမြစ်ကိုဖျက်ကျော်နိုင်ခဲ့ပါတယ်မြစ်ကိုဖျက်ပြီးနောက်သူတို့ဟာအနေနဲ့နည်းနည်းလျှော့တဲ့တောနယ်မြေကိုရောက်လာပါတယ်ခီးသွားရတာအဆင်ပြေအောင်ဓာတ်ကတစ်ရှာတွေကိုအသုံးပြုပြီးဓာတ်ကိုသူ့ကိုယ်နဲ့ချီထားလိုက်ပါတယ်ခီးရှည်ကြလာတဲ့အတွက်ညဘက်မှာအနားယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်
အဲ့ဒီညမှာတက်ကသူမရဲ့အတိတ်ကိုပြောပြပါတယ်မြေကဘာကလူသားတွေကဒီဂျိုကိုလေ့လာဖို့ငါတို့ကိုပို့ခဲ့တာပါသူတို့လည်း Callis Master ကိုလိုက်ဖမ်းကျင်ခဲ့ကြတယ်ဒါပေမဲ့လူသားတွေကအားနည်းလို့ဒီဂျိုမှာမရှင်တန်နိုင်ဘူးအဲ့ဒါကြောင့်လူနဲ့ဆက်ပေါင်းဆက်ထားတဲ့စင်တက်တွေကိုဖန်တီးခဲ့ကြတာပါငါဒီကိုငါအမထက်စနဲ့အတူလာခဲ့တယ်ဒါပေမဲ့ဒီကိုရောက်တာနဲ့ Callis Mansara ကငါတို့ရဲ့အာကာသယာဉ်ကိုဝင်တိုက်ခဲ့တယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ငါရဲ့ခြေထောက်တွေပျက်စီးသွားပြီးငါနဲ့အမလည်းကွဲသွားခဲ့တယ်အဲ့ဒီနေ့ကနေစပြီး2 နှစ်ကြာအောင်ငါဒီနေရာမှာချိတ်ထားခံနေရတာပါလို့ပြောပါတယ်ဇက်ကွက်ကပြောင်းသွားပြီးသေးရဲ့အမထဲဆက်ကိုတွေ့ရပါတယ်ထဲဆက်ကသူမရဲ့အာကာသယာဉ်တွင်းမှာရှိနေပြီးဆက်လက်အများပြားကသူမကိုပြုပြင်ပေးနေကြပါတယ်ထဲဆက်ကတက်ကိုရှာဖို့အလွန်စိုးရိမ်နေတယ်ဆိုတာလည်းဒီနေရာမှာသိရပါတယ်မနက်မိုးလင်းလာတဲ့အခါဒက်နဲ့တဲတို့က Callis ရဲ့အကွဲကရှိတဲ့နေရာစီကိုဆက်သွားကြပါတယ်လမ်းမှာတော့စူးပြင်းထန်တဲ့အပင်တွေပြည့်နေတဲ့နယ်မြေကိုဖျက်ရပြီးအဲ့ဒီနေရာထဲမှာကြီးမားတဲ့မန်ဆာတာတွေလှည့်လည်နေကြပါတယ်ဒက်ကဒီမန်ဆာတာတွေက Callis ရဲ့အဆောင်တွေပဲရှောင်နိုင်ရင်ရှောင်ရမယ်လိုအပ်ရင် Callis ကိုယ်တိုင်တောင်သူတို့ကိုလိုက်ဖမ်းစားတတ်တယ်လို့သတိပေးပါတယ်အဲ့ဒီအချိန်မှာပဲမြောက်လေးလိုတတဝါတေးသေးလေးတစ်ကောင်ပေါ်လာပြီးခုန်ပေါက်နေတာမင်းတို့လိုချင်ရင်ငါကူညီပေးနိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဒက်ကတော့အခြားသူအကူအညီကိုမလိုချင်ပဲညှင်းလိုက်ပါတယ်စကားပြောနေချိန်မှာပဲ Callis ရဲ့အဆောင်မန်စတာကြီးတစ်ကောင်ရုတ်တရက်ဝင်တိုက်လာပါတယ်သူတို့3ယောက်လုံးကိုမျိုးချမလို့ဖြစ်ချိန်မှာဒက်ကသူ့ရဲ့လေစာသားနဲ့မန်စတာကိုချက်ချင်းနှစ်ပိုင်းဖြတ်လိုက်ပါတယ်ဒါပေမဲ့ထွက်ပြေးဖို့မရသေးခင်မှာပဲတခွန်ကြီးတွေပါတဲ့မန်စတာတစ်ကောင်ထပ်ပေါ်လာပြီးဒက်နဲ့တရားကိုတခွန်နဲ့ဖမ်းယူကလေထဲကိုမြှောက်တင်လိုက်ပါတယ်အဲ့ဒီအချိန်မှာမြောက်လေးကတခွန်ကိုဖျက်လိုက်ပြီးသူတို့2ယောက်ကိုကယ်တင်လိုက်ပါတယ်ဒေါသထွက်သွားတဲ့မန်စတာကမြောက်လေးကိုပြန်ဖမ်းချိန်မှာဒက်ကတတိပြပြီးအမြင့်ကခုန်ချလိုက်ပါတယ်ဒက်ကမန်စတာတခွန်ချီထားတဲ့တစ်ပင်ကိုချိုးချလိုက်ပြီးတစ်ပင်ကြီးလဲကျသွားပါတယ်အဲ့ဒီအခါဒက်ကအခြားဘက်ကနေခုန်ကျော်ပြီးမန်စတာရဲ့မျက်လုံးကိုတိုက်ခိုက်တက်ပစ်လိုက်ပါတယ်သူနဲ့နောက်ဆုံးတော့ဒက်တီအာနဲ့ကလေးတတဝါလေး3ယောက်လုံးအသက်ဘေးကလွတ်မြောက်သွားကြပြီးအတူတူခီးဆက်ဖို့ဆုံးဖြတ်လိုက်ကြတယ်တစ်ဖက်မှာတော့တီစာကသူ့မတီအာကိုရှာဖို့တောထဲဝင်လာပြီးဒက်ရဲ့အာကာသယာဉ်ပြတ်ကျခဲ့တဲ့နေရာကိုရောက်လာတယ်အဲ့ဒီမှာယင်ဟာရက်စာချိုကလာတာဖြစ်ပြီးဒီကဘာပေါ်မှာရက်စာလူမျိုးတယောက်ရောက်နေပြီဆိုတာကိုသိသွားတဲ့အချက်တွေကိုဆက်ဆက်စဉ်းစားကြည့်ပြီးနောက်သူ့အမတီအာကရက်စာနဲ့အတူရှိနေပြီဆိုတာကိုတီစာသဘောပေါက်သွားတယ်ညရောက်လာတော့3ယောက်လုံးမိထုံပြီးညအိတ်ကြတဲ့ဒက်နဲ့ကလေးတတဝါလေးကအစာလိုအဲ့လိုကိုယ်တိုင်အမဲလိုက်သွားကြပေမဲ့တီအာကငါကဆက်လူသားဖြစ်လို့ဘိုက်မစားဘူးလို့ပြောတယ်အဲ့ဒီနောက်တီအာကဒက်ကိုသူ့အကြောင်းမေးတော့ဒက်ကငါအဖေကငါ့ကိုတက်ချင်ခဲ့တယ်ငါ့ကိုကယ်ပေးခဲ့တာငါ့အကူပဲသူကငါ့ကိုအာကာသယာဉ်နဲ့ထည့်ပြီးဂျီနာဂျိုကိုပို့လိုက်တယ်ဒါပေမဲ့ထွက်ခွာမဲ့အချိန်မှာပဲငါအဖေကငါ့အကူကိုလိုက်တာငါမြင်လိုက်ရတယ်အခုငါအကူအတွက်လက်စားချင်မယ်ငါနဲ့ငါအကူမမခဲ့ဘူးဆိုတာကိုငါအဖေကိုပြမယ်လို့ပြောတယ်ဒီအချိန်မှာတီစာကတက်ရဲ့ရင်ထဲမှာလက်နက်တွေကိုရှာနေပြီးအရာအလုံးကိုမျက်လုံးဖြစ်အောင်ပြောင်းနိုင်တဲ့လက်နက်အပါဝင်လက်နက်အလုံးကိုယူသွားလိုက်တယ်မနေ့ရောက်တော့3ယောက်လုံးခီးပြန်စပြီးလမ်းမှာအရာအလုံးဖျက်ဆီးခံထားရတဲ့နေရာတစ်ခုကိုရောက်လာကြတယ်တီယာကဒီနေရာဟာသူတို့ရဲ့အခြေစိုက်စခန်းဖြစ်ပြီးကာလစ်နဲ့သူ့လူတွေဖျက်ဆီးခဲ့တာလို့ပြောတယ်အဲ့ဒီမှာပဲတီအာကသူ့ရဲ့ခြေထောက်စိတ်ပိုင်းတွေကိုတွေ့ပြီးလက်ထဲဝင်ကကိုယ်တိုင်ပြန်တက်လိုက်တယ်ပြီးတော့ဓာတ်ကိုငါခြေထောက်ကိုရဖို့ပဲနင့်ကိုအသုံးချခဲ့တာပါကာလစ်အကြောင်းကိုငါလည်းမသိဘူးနင့်ကိုသူ့စီမခေါ်နိုင်ဘူးလို့တောင်းပန်ပြောလိုက်တယ်ဒီစကားကြောင့်ဓာတ်ဒေါသထွက်သွားတော့တီအာကကာလစ်ကအရန်ကြောက်စရာကောင်းတယ်နင့်အရေးချင်းနဲ့မနိုင်ဘူးကိုကြိုကိုပြန်သွားပါလို့ပြောတယ်ဓာတ်ကစောင့်ကြည့်ထားနင့်လက်စားမှုရဲ့အကျိုးဆက်ကိုငါပြမယ်လို့ပြောပြီးအပြင်ထွက်သွားတယ်အပြင်မှာတော့သူတို့ရှာနေတဲ့ကာလစ်ကိုယ်တိုင်ရက်နေပြီးပါဆက်ဖွင့်လိုက်ရင်ဓာတ်ကိုခန္ဓာတစ်ဝက်လောက်ကြီးမားပြီးအရန်ကြောက်စရာကောင်းတယ်ဓာတ်ကလေးစားသားနဲ့ဘလို့တိုက်ကာလစ်ကကိုယ်တိုင်ပြန်လဲကုသနိုင်လို့မတည်ဘူးခေါင်းဖြတ်အမီးဖြတ်လို့တမျှချက်ချင်းပြန်ဆက်သွားတယ်နောက်ဆုံးမှာကာလစ်ကဓာတ်ကိုအနိုင်ယူပြီးတတ်နိုင်တဲ့အချိန်ထိရောက်လာပေမဲ့ဓာတ်ကိုအနံ့ခံပြီးလွှတ်ပေးလိုက်တယ်ဒီအချိန်မှာတီစာကဓာတ်ရဲ့လက်နက်ကိုတုံးပြီးဓာတ်နဲ့ကာလစ်နှစ်ယောက်လုံးကိုရေခဲဖြစ်အောင်အေးခဲပစ်လိုက်ပြီးလက်ထဲခေါ်သွားကစမ်းသပ်မှုတွေစတင်လိုက်တယ်ဒီအတွက်တီအာကိုလုံးဝလိလူရှုထားလိုက်ရပြီးတီအာကကိုခန္ဓာကိုပြန်မပြည့်စုံနိုင်တော့ဘူးဓာတ်ကဒေါသနဲ့မင်းငါကိုလှည့်စားခဲ့တယ်မင်းကြောင့်ပဲငါဒီနေရာမှာပိတ်မိနေခဲ့တာလို့ပြောလိုက်ချိန်မှာတီစာတယောက်တည်းပဲပျော်နေပြီးအမေသိရင်အရန်ပျော်မယ်ငါနဲ့2ယောက်လုံးကိုဖမ်းနိုင်ခဲ့ပြီလို့ပြောလိုက်တယ်ဒီမှာပြောတဲ့အမေဆိုတာကတီအာနဲ့တီစာကိုဖန်တီးခဲ့တဲ့သိပ္ပံပညာရှင်ကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲတီအာကတီစာကိုငါတို့ဒီကိုလာတာကာလစ်ကိုဖမ်းဖို့ပဲမဟုတ်လားတက်ကိုဘာလို့ဖမ်းထားရတာလဲသူ့ကိုလွှတ်ပေးပါငါအသက်ကိုကယ်ပေးခဲ့တာလဲသူပဲငါ့ကိုဒီနေရာထိခေါ်လာပေးခဲ့တာလဲသူပဲလို့ပြောပေမဲ့တီစာကလုံးဝနားမထောင်ပဲကို့အလုပ်ထဲပဲအာယုံဆိုင်နေတဲ့တက်ရဲ့သွေးနမူနာကိုယူပြီးစမ်းသပ်ဖို့သွားတဲ့အချိန်တီစာရဲ့ဆက်ရုပ်ကိုဓာတ်နဲ့တီအာကိုစောင့်ကြည့်ဖို့ထားခဲ့တယ်တီအာကစကားနဲ့ဆက်ရုပ်ကိုအာယုံလွဲစေပြီးအဲ့ဒီအခါဓာတ်ကိုလွတ်အောင်လုပ်ပေးလိုက်တယ်တကယ်တော့တီစာကအာကာသယာဉ်ကိုကဘာမြေကိုသွားဖို့စတင်ပြန်တန်းပြီးကဘာကိုပါကြိုးသား2ယောက်ကိုခေါ်လာမယ်လို့အကြောင်းကြားထားပြီးသားဖြစ်တယ်ဒါပေမဲ့ဓာတ်လွတ်သွားတဲ့အခါရင်တကားကိုဖွင့်ပြီးအောက်ကိုခုန်ချလိုက်တော့ဓာတ်ရိုက်ရည်အလျားကြီးတစ်ခုတည်းပြုတ်ကျသွားပြီးတီစာကအပေါ်ကနေကြည့်နေတာပဲဖြစ်တယ်နောက်ပိုင်းမှာဓာတ်ခရီးတွေကထွက်လာပြီးခက်ခက်ခဲခဲနဲ့ကို့အာကာသယာဉ်ကိုပြန်ရောက်လာတယ်အလုပ်အများကြီးလုပ်ပြီးနောက်ရင်ကိုပြန်ပြင်တန်ရာတွေကိုပါကုသလိုက်တယ်အခုတော့တီအာကိုကယ်ရမယ်လို့ဓာတ်စဉ်းစားလာပေမဲ့တီစာကသူ့ပစ္စည်းတွေအားလုံးကိုယူသွားလို့ဒီဂျိုပေါ်မှာရှိတဲ့အရာတွေကိုတုံးပြီးကိုယ်တိုင်လက်နက်တွေပြန်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်အရင်ဆုံးစူးမြက်တွေကိုယူလိုက်ပြီးအရင်ကအမဲလိုက်ခဲ့တဲ့စင်လိုတရဝါရဲ့သွားတွေကိုဖြုတ်ယူလိုက်တယ်နောက်တော့ရေထဲနေတဲ့အနေရကြီးတရဝါတွေစူးပင်တွေပောက်ကွဲတဲ့ပိုးကောင်တွေကိုစူးစီးလိုက်တယ်ဒါပြီးရင်တီအာရဲ့ခြေထောက်တွေကိုထားတဲ့လက်ဖက်ကိုသွားတဲ့အခါကာလစ်ရဲ့ခြေရာနားမှာဝမ်းနေစွာထိုင်နေတဲ့ငှက်တကောင်ကိုတွေ့လိုက်တယ်
အဲ့ဒီအခါလူတိုင်းမြောက်လို့ထင်နေခဲ့တဲ့တရဝါကတကယ်တော့ကာလစ်ရဲ့ကလေးလေးဖြစ်တယ်ဆိုတာကိုဓာတ်သဘောပေါက်သွားတယ်မင်းညကအဲ့ဒီကလေးလေးဓာတ်နဲ့အတူရှိခဲ့လို့သူ့အနံ့ဓာတ်တကူလုံးမှာကြံနေပြီးကာလစ်ကသူ့ကိုတတ်မသွားခဲ့တာဖြစ်တယ်ကလေးလေးကမိတ်ဆွေဖြစ်ဖို့ဓာတ်ကိုအရေးထွေးခဲ့တယ်လို့ဓာတ်ကလေးပြန်ပြီးထွေးပေးလိုက်တဲ့ဓာတ်ကလက်ထဲဝင်ပြီးတီအားရဲ့ခြေထောက်တွေကိုဖွင့်လိုက်တော့အလိုလျောက်သူမရှိတဲ့နေရာဘက်ကိုရွှေ့လျားလာတယ်ဓာတ်နဲ့ကာလစ်ရဲ့ကလေးလေးကအဲ့ဒီခြေထောက်တွေကိုလိုက်ပြီးတိုက်ခိုက်သူတွေရဲ့အခြေစိုက်စခန်းထဲထိရောက်လာတယ်ဝင်လိုက်တာနဲ့ဓာတ်ကဆက်လူသားဆက်ရုပ်တွေကိုကိုယ်တိုင်လှုပ်ထားတဲ့လက်နက်တွေနဲ့တကောင်ချင်းဖြုတ်ချလိုက်ပြီးကလေးလေးလည်းကူညီတိုက်ခိုက်တဲ့အမေလိုပဲအားကြီးတာကိုတွေ့ရတယ်နောက်ဆုံးတီအားရဲ့ခြေထောက်တွေသူမစီရောက်လာတဲ့အချိန်ဆက်ရုပ်နှစ်ကောင်တွေ့သွားပေမဲ့ခြေထောက်တွေကထိန်းချုပ်နိုင်တဲ့အကွာအဝေးထဲရောက်နေပြီးသားဖြစ်လို့တီအားကအဲ့ဒီခြေထောက်တွေနဲ့ဆက်ရုပ်နှစ်ကောင်လုံးကိုဖြုတ်ချပြီးကိုခန္ဓာနဲ့ပြန်တက်လိုက်တယ်အဲ့ဒီအချိန်မှာဓာတ်ရောက်လာပြီးတီအားကသူ့အတွက်ပြန်လာပေးတာကိုစိတ်လှုပ်ရှားသွားတယ်ဒါပေမဲ့ကီစာကဓာတ်ကလွတ်သွားတာကိုတီးသွားပြီးထပ်မံဖမ်းဖို့ပြန်လာဖို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ခါတော့ဆက်ရုပ်အဖွဲ့ကိုဓာတ်ထပ်ပြီးတစ်ခုခုလုပ်ရင်အသက်ရှင်စရာမလိုဘူးတည်တဲ့ကိုလုံးကိုပဲကဘာမြေကိုယူသွားရင်စုလက်ရမယ်လို့အမိန့်ပေးလိုက်တယ်ဒါပြီးတော့ကို့အမတီအားနဲ့ပါတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်ဒီအချိန်ဓာတ်ကကာလစ်ကိုကယ်ရမယ်လို့ပြောတော့တီအားအံ့ဩသွားပြီးနေအဲ့ဒီတတဝါကိုတက်ချင်သေးတာလားလို့မေးတယ်ဓာတ်ကမတက်ချင်တော့ဘူးလူတိုင်းမြောက်လို့ထင်နေတဲ့တတဝါကကာလစ်ရဲ့ကလေးပဲကလေးအတွက်ကာလစ်ကိုအသက်ရှင်လျက်ကယ်ရမယ်လို့ပြောတယ်တီအားလည်းသဘောတူလိုက်တယ်အပြင်မှာတော့တီဆာကကာလစ်ကိုကဘာမြေကိုခေါ်သွားဖို့ပြင်ဆင်နေချိန်ဓာတ်ကအရေးပေါ်အချက်ပေးတံကိုအလိုလိုဖွင့်လိုက်တဲ့ဆက်ရုပ်တွေအားလုံးသတိပေးချေနေတဲ့ဝင်သွားပြီးတီဆာကဒါဟာဓာတ်ရဲ့လှုပ်ရှားမှုဆိုတာတီလို့ကိုလက်နက်ကြီးကိုပြင်ဆင်တယ်ဆက်ရုပ်တွေကဓာတ်ကိုတယောက်တည်းထိုင်နေတာတွေ့ပြီးတိုက်ခိုက်သွားပေမဲ့ဒါကထောင်ချောက်ဖြစ်ပြီးပုံထားတဲ့ပိုးကောင်တွေပောက်ကွဲကဆက်ရုပ်တွေအများကြီးပျက်စီးသွားတယ်အားလုံးကိုမတက်နိုင်ခင်မှာပဲတီဆာကဆက်ရုပ်ကြီးထဲဝင်ပြီးလက်မှာတန်လန်ကြီးလိုလက်နက်နဲ့ဓာတ်ကိုတက်ဖို့ကြိုးစားတယ်ဓာတ်ကလွတ်မြောက်ဖို့ကြိုးစားပေမဲ့မနိုင်ပဲဖြစ်နေတဲ့အချိန်မှာတီအာကသူ့အမရဲ့ lens ကိုတုံးပြီးကာလစ်ကိုခြိထားတဲ့အခန်းကိုဖွင့်လိုက်တဲ့ဓာတ်ရဲ့အသက်ကိုကယ်ဖို့အတွက်ကာလစ်ကိုလှုပ်ပေးလိုက်တာဖြစ်တယ်အခန်းခံထားရလို့ဒေါသထွက်နေတဲ့ကာလစ်ကထွက်လာတာနဲ့ဆက်ရုပ်ကြီးကိုတစ်ချက်တည်းနဲ့ထိုးခိုက်လိုက်ပြီးဆက်ရုပ်ကြီးအပြင်းထန်ပျက်စီးသွားတဲ့နောက်ပြီးဆက်ရုပ်ရဲ့အပေါ်ခန်းကိုချိုးဖျက်ပြီးတီဆာကိုဆွဲထုတ်ကာမျိုးချလိုက်တယ်နောက်ဆုံးတော့တိုက်ပွဲပြီးသွားပြီလို့အားလုံးထင်ပြီးစိတ်အေးသက်သာသွားကြတယ်ဓာတ်ကကာလစ်ရဲ့ကလေးလေးကိုသူ့အမေစီခေါ်လာပေးလိုက်တော့ကာလစ်ကအယမ်းပျော်သွားပြီးကလေးကိုအချိန်ကြာကြီးရှာနေခဲ့တာဖြစ်ကြောင်းသိရတယ်ဓာတ်ကလည်းကာလစ်ရဲ့မျက်နှာကိုချစ်ခင်စွာထိပေးပြီးကာလစ်ကလည်းတီအာကိုချစ်ချင်းမြတ်တာအပြည့်နဲ့တွေ့ဆုံတယ်ဒီအချိန်မှာပဲကာလစ်ဟာကျင်နာတတ်ပြီးအားအင်လွန်ကြီးတဲ့တတဝါဆိုတာကိုသိလာကြတယ်သူတို့တွေ့ဆုံနေတော့အချိန်မကြာခင်မှာပဲကာလစ်တစ်ချက်တည်းနဲ့အေးခဲသွားတယ်အဲ့ဒါကတော့မတည်သေးတဲ့တီဆာကကာလစ်ရဲ့ကိုယ်ထဲမှာဝတ်နေပြီးဓာတ်ရဲ့အရာအလုံးကိုအေးခဲစေနိုင်တဲ့လက်နက်ကိုသုံးလိုက်တာဖြစ်တယ်။အဲ့ဒီလိုနဲ့တီဆာကရေခဲအဖြစ်ပြောင်းသွားတဲ့ကာလစ်ကိုချိုးဖျက်ပြီးအပြင်ထွက်လာတာနဲ့တီအာကိုတက်ဖို့လက်နက်ကိုဦးတီလိုက်တယ်။အဲ့ဒီအချိန်မှာပဲဓာတ်ကချက်ချင်းတိုက်ခိုက်ပြီးတီဆာရဲ့လေဘင်းကိုဖျက်ပစ်လိုက်လို့နောက်ဆုံးမှာတော့တီဆာတကယ်တည်ဆုံးသွားတယ်။အခုတော့ကာလစ်လည်းတည်သွားပြီဖြစ်လို့ဓာတ်အနေနဲ့ဒီနေရာမှာနေစရာအကြောင်းမရှိတော့ဘူး။ဒါကြောင့်ကာလစ်ရဲ့ကလေးလေးကိုခေါ်ပြီးကိုယ့်ရဲ့ရက်စာချိုးကိုပြန်သွားလိုက်တဲ့အဖေရှိရောက်လာတဲ့အချိန်မှာဓာတ်ရဲ့အဖေကဒေါသထွက်နေစေဖြစ်ပြီးဒီနေရာကနေထွက်သွားမင်းဘာလို့ပြန်လာတာလဲလို့ပြောတယ်။ဒါကိုကြားတဲ့ဓာတ်ကဒီနေ့ကျွန်တော်အဖေကိုဂုဏ်ယူစေဖို့ပြန်လာတာပါကြည့်ပါကျွန်တော်ဘာတွေခေါ်လာလဲဂျိုသားနှစ်ကောင်ကိုကျွန်တော်အနိုင်ယူခဲ့တယ်အခုတော့ကျွန်တော်ကိုမျိုးနယ်ထဲဝင်ခွင့်ပေးရပါမယ်လို့ပြောတယ်။ဒါပေမဲ့အဖေကမယုံပဲသူ့ရဲ့စစ်တီနှစ်ယောက်ကိုဓာတ်ကိုတတ်ဖို့ပို့လိုက်တယ်။ဒါပေမဲ့အခက်ခဲကြီးကြီးတွေကြုံပြီးတတဝါကြီးကြီးတွေနဲ့တိုက်ခဲ့ပြီးသားဓာတ်အတွက်ဒီနှစ်ယောက်ကိုတိုက်တာကအလွယ်တကူပဲဖြစ်သွားတယ်။တပြိုင်နက်တည်းတိုက်ပြီးလွယ်လွယ်ကူကူအနိုင်ယူလိုက်တယ်။ဒါပေမဲ့အဖေကတော့မတနာပဲကိုယ်တိုင်ထွက်လာတိုက်ခိုက်တယ်ဒေါသနဲ့မုန်းတီးမှုအပြည့်ရှိတဲ့အဖေနဲ့ဓာတ်တိုက်ခိုက်ကြပြီးနောက်ဆုံးဓာတ်ကအဖေကိုအနိုင်ယူပြီးတပ်ပစ်လိုက်တယ်အရင်ကဓာတ်ရဲ့အဖေကမျိုးနယ်ကောင်းဆောင်ဖြစ်ပေမဲ့အခုအဖေတည်ပြီးအကိုလည်းတည်ပြီးသားဖြစ်လို့ဓာတ်ကမျိုးနယ်ကောင်းဆောင်ဖြစ်သွားတယ်ဂျိုသားနှစ်ကောင်ကိုခေါ်လာနိုင်ခဲ့တဲ့အတွက်အားလုံးကဓာတ်ကိုလေးစားလာကြတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ဂျိုသားရင်တစင်းကရက်စာဂျိုဘက်ကိုမြန်မြန်ဆန်ဆန်နီးလာနေတာကိုတွေ့ရတယ်အားလုံးကဘသူလာနေလဲဆိုပြီးစိတ်ရှုပ်သွားချိန်ဓာတ်ကအဲ့ဒါငါအမေလာနေတာပါလို့ပြောလိုက်တယ်ဓာတ်ပြောတဲ့အမေဆိုတာကာလစ်ကိုဆိုလိုတာလားဒါမှမဟုတ်တယောက်ယောက်ကိုဆိုလိုတာလားဆိုတာမသိရသေးပဲဒီလိုဝက်ချက်နဲ့ပဲဒီဂျိုသားဆက်ကအဆုံးသတ်သွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်